လုံးမဲမင်္ဂလာပါကျွန်တော်ဒီနေ့စားပါလေးကတော့တိုင်ဖြိုးအကောက်လေးရတယ်ကြိုးဆိုတာပေါ့ခင်ဗျာစားပါလေးကတော့ကစိုးရွက်ကြော်ဒါငံပြာရီဖြောငံပြာရီကိုဘယ်လိုလုပ်လဲဆိုတော့ကြိုးပြီးတော့မကြီးနှစ်လေးနဲ့တက်တော်စိမ်းလေးနဲ့ဖြော်ထားတာဒါငယ်ငယ်တော့အပါလုပ်ကြည့်တာစားခဲ့ဘူးတဲ့ဟာလေးပေါ့နော်ပြန်ပြီးရပြီးစားခြင်းလေးချပြခြင်းဖြစ်ပါတယ်ဒီမှာတော့ငါးဟင်းလေးပေါ့တို့ရတော့တပွားပြီးလေးနဲ့ဖျောင်းကျွတ်ပြီးလေးနဲ့ဖြစ်ပါတယ်ခင်ဗျာဒါနဲ့စားမယ်နော်ကျွန်တော်ဒီနေ့အလုံးမှာထိခိုက်တဲ့ရလို့လက်အနာဖြစ်သွားတော့လက်အိတ်လေးနဲ့စားမှာပေါ့ဗျာလုံးမှာလက်ထိရောလက်ရှသွားဒီတိုင်းလို့ဆက်လို့မွေးနေတာပဲရိုက်ကြိုက်တယ်ငယ်ငယ်တော့ဆိုအပါနေ့တိုင်းလှုပ်ကြွေးတာပေါ့ဗျာလှုပ်စားကြည့်ပါကစုံရဲဆိုမှကစုံရဲကိုအောင်ချိုင်းစားတဲ့ကစုံရဲကြော်တော့ကွာတတိယအားကြပါဦးဗျာဒါပဲနော်လက်အိတ်နဲ့ဆိုတော့တိတ်အစ်စ်မပြေဘူးမရရေးချိုလေးထက်နည်းနည်းအဆက်နည်းနည်းပို့တာခင်ဗျဝါကျွတ်ပြီဆိုတော့မင်္ဂလာအားရောဒီကကိုအောင်ချိုင်းစားတဲ့ကစုံရဲလို့အရှိကျွန်တော်လည်းသူ့ရဲ့ပြိတ္တပဲကိုချိုင်းရဲ့ပြိတ္တတွေ့ရပါ
နောက်တစ်မျိုးကျွန်တော်ကသမင်းစားရင်ရေမတောက်တော့အကျင့်မရှိတာပေါ့နော်သမင်းစားပြီးတော့မှရေတောက်တယ်အကျင့်ပေါ့သမင်းစားနေရင်လည်းရေမတောက်တော့တာတန်ကျော်ပေါ့တာတန်ကျော်ကတိုက်ဆုံးစားတာနဲ့မှာပါတယ်တာတန်တုတ်တာတန်ကျော်မောဒီအောင်တက်တယ်ဝတ်သားလေးတွေထည့်ပြီးတော့တုတ်တာအမျိုးတို့ရေပူကလည်းပူတယ်နော်သွားဗီဒီယိုလေးကိုအဆုံးကြည့်ရှုပြီးတဲ့တယောက်ချင်းစီတိုင်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဗီဒီယိုလေးကိုတိုင်းနှစ်တက်တယ်ဆိုလို့ရှိရင်အပေါင်းလေးနဲ့အသေးလေးပေး comment မှာမှားတဲ့အရာလေးတွေလည်းရေးပြပါပါဦးခင်ဗျာဘိုင်ဘိုင်